Hello အားလုံးပဲမင်္ဂလာပါဆိုတော့အမဒီနေ့မှာပေါ့နော်ဒုတိယပိုင်းရောက်လာပြီဒုတိယပိုင်းမှာကျတော့ဒီ Power Automate နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆက်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့အမတို့ဒီနေ့က day 2ပေါ့နော်အဲဆိုတော့အမကဒီမှာလဲ flow အသစ်တစ်ခုကိုလိုချင်တဲ့အတွက်ကြောင့်ဒီမှာTarashi flow ဆိုတဲ့ဒီကောင်ကိုသွားခေါ်ပြီးတော့ဒီမှာနာမည်မှတ်လိုက်တယ်ဆိုတော့အမက testing ပေါ့နော် test ဒီနေ့ stand မှာဖြစ်တဲ့အတွက်ကြောင့် testing ဆိုတဲ့နာမည်နဲ့မှflow နာမည်ပေးလိုက်တယ်ပေါ့နော် Okay နာမည်ပေးလိုက်ပြီးတော့ flow ကခဏလဲတယ်ဆိုတော့ခဏလေးစောင့်မယ်နော်မနေ့ကတော့ကကြတော့ဗောနော်ရှစ်တပုံးမှာတော့ကကြတော့အမပြောသွားတဲ့ဟာကကြတော့ဒီသူကExcel မှာ0ခါလောက်တယ်ဗောနော်ဘယ်လိုမျိုးလောက်လဲဆိုတော့အမကပြောသွားတယ်ဆိုတော့ဒီနေ့ကျတော့ဘယ်လိုပုံစံမျိုးလောက်လဲဆိုတော့မနေ့ကတော့ဟာကိုဆက်ပြောပါလို့ရှိရင်အမတို့က Excel အလွတ်တွေကိုဆွဲခေါ်လိုက်လို့ရတယ်ဟုတ်တယ်ဟုတ်ဒီမှာအမတို့ကဒီထဲမှာအမတို့ Excel နဲ့ပတ်သက်တာလုံးဝပြတဲ့အတွက်ကြောင့်အမတို့ကြိုက်တဲ့ Excel ကိုတွားပြီးတော့ခေါ်မယ် Excel တော့ Kiro ပေါ့နော်ဒီကောင်ခေါ်လိုက်တယ်ဆိုတော့ဒီမှာဘာမှမရှိတဲ့ Excel အလွတ်ကြီးကိုမတို့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်ဘာမှမရှိတဲ့ Excel အလွတ်ကြီးကိုခါရတော့ document ကိုမတို့ကသုံးမယ်ပြီးရင်အဲ့ဒီသုံးမဲ့အကောင်ကိုမတို့ကExcel instance ဆိုတဲ့နာမည်ပေးထားခဲ့တယ်ပေါ့နော်ပြီးတော့မတို့က host လုပ်တယ် Okay အဲ့ဒါပြသွားပြီဆိုရင်နောက်တစ်ခုအနေနဲ့ကြတော့မတို့ကမနေ့ကတော့လုပ်ခဲ့တဲ့ဟာကိုပြောရင်ဒီ Excel ကိုတိုးကြည့်လို့ပိတ်မယ်နော်ပိတ်လိုက်မယ်ဆိုတာကအမတို့ကလက်ရှိဒီ Excel ဖြစ်တယ်ပိတ်မှာကဘယ်လိုနာမည်နဲ့ပိတ်မှာလဲဆိုရင်နာမည်ကိုနာမည်ကိုစခဲ့တဲ့ document ကိုခေါ်ဆိုပေါ့နော်နာမည်ပေးပြီးတော့ဒီ document ကိုပိတ်မှာအဲ့တော့ Excel file အနေနဲ့မတို့ကထားမှာပေါ့နော် Okay အမတို့ကပိတ်မယ်ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့ပိတ်ချင်တာလဲဆိုတော့နာမည်ပေးပြီးတော့ပိတ်မှာနာမည်ကိုအမကဒီ desktop ပေါ်မှာပေးမယ်ဆိုတော့အမဒီ desktop ဆိုတဲ့ဒီ file patch ကိုပေါ့နော်သူ့ရဲ့ဒီ patch ကိုအမကလိုချင်တာဆိုတော့လိုဖို့ရဖို့အတွက်ဆိုရင်အမကဒီက file တစ်ခုခုကိုယူလိုက်မယ်ပေါ့နော်ပြီးမှပဲနာမည်ပြန်ပြောင်းမယ်အဲ့လိုတွေးထားတယ်ဆိုတော့အမကဒီမှာ copy paste ပေါ့နော်တခြားအမ file တွေယူလို့ရှိရင်အမဒီ laptop ထဲမှာရှိတဲ့တခြား data တွေမြင်သွားမှာဆိုတော့နော်အမဒီလိုမျိုးပဲယူပြပေးရ Okay အဲ့တော့ဒီကောင်ကိုသွားထားပြီးပြီဆိုလို့ရှိရင်အမက file နာမည်ပေးမယ်နော် test ကို test 1မဟုတ်ဘဲနဲ့ဒီနေ့မှာအမက test 2ပေးမယ်အမမှာ test 1က Excel file ရှိနေတဲ့အတွက်ကြောင့်ဒီမှာ test 2ပေးလိုက်တယ် Okay ပြီးတော့အမဒါကိုနှိပ်လိုက်တယ်နော်ဒါပြန်နှိုးရနော်ဒါကိုအမတို့ run ကြည့်လိုက်တဲ့အခါမှာဘာထွက်လာမလဲပေါ့နော်โอเคဆိုတော့ run ကြည့်လိုက်တဲ့အခါမှာဒီမှာ test 2ဆိုပြီးတော့Excel ထွက်လာပြီဟုတ်တယ်နော်ဒါပေမဲ့အဲ့ဒီ Excel တွေကိုမတို့ဖွင့်ကြည့်လိုက်မယ်နော်Excel ထဲမှာဘာရှိလဲမေးကြည့်တော့ဘာမှမရှိနေဟုတ်တယ်ဟုတ်ဆိုတော့အဲ့ဒီဘာမှမရှိနေတဲ့ Excel ကိုအမတို့ကဘယ်လိုမျိုးလုပ်မလဲဆိုတော့နာမည်တွေပါရေပေါ့နော်တခုခုအမရေးချင်တယ်ဆိုတဲ့စိတ်နဲ့တခုခုရေးမယ်ရေးဖို့အတွက်ကိုလည်းမတို့ဒီမှာတက်ကြည့်မယ်နော်ဒီမှာတက်ကြည့်တဲ့အခါမှာသူက Excel ဝါကုချီတိုနီခါခိကိုမို့ပေါ့နော်ဒီမှာရေးမယ်ဟုတ်ပြီရေးမယ်ဆိုတော့အမတို့က Excel မှာဘာကိုရေးမှာလဲဆိုတော့အမကမောင်မောင်ဆိုတဲ့နာမည်ကိုရေးထည့်ချင်တာနော်မောင်မောင်ဆိုပြီးရေးထည့်မယ်ဒီမှာသူကရေးထားတယ်လဲစွတ်နဲ့ဂီယောနဲ့ Okay ဒါအမတို့ကြည့်ကြည့်မယ် Excel ကိုဖွင့်ကြည့်လိုက်မယ်နော်မတို့ Excel ကိုဖွင့်ကြည့်လိုက်တဲ့ခါမှာဆိုရင်ဒါကတော့အမ data ရှိပြီးသားပေါ့နော်အမတို့ဒီမှာကြည့်ကြည့်လိုက် Excel ကိုကြည့်လိုက်တဲ့ခါမှာဆိုရင်ဒီမှာဟောမရှိနေဘူးဘယ်လိုပြောမလို့ဒီကောင်ပေါ့နော်ဒီကောင်ကမတို့ကလဲစွတ်လို့ခေါ်တယ်နော်ဒီကောင်ကကျတော့ဂီယောလို့ခေါ်တာမှတ်မိရနော်အဲ့တော့ဒီမှာ A1 ဆိုရင်ဒီနေရာကိုရောက်မယ်ဆဲကွက် A အကြည့်ဆိုရင်ဒီနေရာ B အကြည့်ဆိုရင်ဒီနေရာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့မတို့ကရှိတာဟုတ်ဆိုတော့မတို့ဒီကောင်ပြန်ပိတ်မယ်ဆိုတော့ပြန်ပိတ်ပြီးတော့မတို့ဒီမှာပြန်ခွာသွားသုံးမယ်ဒီမှာမတို့လိုချင်တဲ့ကောင်ကမတို့ကသူ့ကို A ဆဲဒီ A ပေါ့နော် A လဲဆိုပြီးပြီဆိုရင်ဂီယောကကြတော့ ichi ကနေစပြီးတော့မတို့ကမမဆိုတဲ့နာမည်ကိုထည့်ခြင်းတယ်ဆိုပြီးတော့မတို့ကအဲ့လိုရေးလိုက်တယ်ပေါ့နော်ရေးပြီးတော့မတို့ house ကိုနှိပ်လိုက်တယ်ဆိုပါစို့ပြီးရင်မတို့ပြန်ပြီးတော့run ကြည့်ကြည့်မယ်ပေါ့နော်ဆိုတော့ဒီကောင်မှဖြတ်လိုက်မယ်နော် delete ပြန်လုပ်မယ်ပြန်ဖြတ်ပြီးတော့မတို့ပြန် run ကြည့်မယ်အဲ့ဒီအကောင်ဆိုရင်ရောအဲ့လိုအထဲထဲမှာ data ရှိမလားပေါ့နော်မတို့တစ်ချက်ကြည့်ကြည့်မယ်โอเคပြီးသွားပြီနော်ဆိုတော့မတို့ test 2ကိုတွားကြည့်ကြည့်မယ်ဒီမှာမောင်မောင်ဆိုတဲ့နာမည်ကသူကဝင်နေတယ်အဲ့တော့ပြောချင်တာကအမတို့ Excel ထဲမှာဒီလိုမျိုးပေါ့နော်
ဂျီရိုးအနေနဲ့မတို့ရေးချင်တဲ့ဟာတွေကိုသူတို့ရေးခိုင်းလို့ရတယ်ပေါ့ဥပမာဒါအောင်မတို့ဘယ်လိုပုံစံနဲ့ထပ်လုပ်လို့ရတယ်ဆိုရင်တခြား Excel ထဲမှာရှိတဲ့ data တွေကိုဒီဘက် Excel ထဲမှာပြောင်းထည့်ခြင်းတဲ့အခါမျိုးမှာဆိုရင်လည်းဒီ action တွေကိုသုံးပြီးတော့အမတို့ကလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါမျိုးကိုအမကမိတ်ဆက်ပေးချင်တာပြီးတော့အမတို့ Excel ထဲမှာလုပ်လို့ရတဲ့ဟာတော်တော်များများလဲပေါ့နော်ဒီမှာ zero အနေနဲ့အမတို့ကလုပ်လို့ရတယ်ပေါ့လေ okay အဲ့ဒါကိုပြောချင်တာပါဆိုတော့ပြီးတော့နောက်တစ်ခုအမတို့ကဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်ဒီကတော့ပေါ့နော် Excel နဲ့ပတ်သက်လို့ရှိရင်ဒီလိုပုံစံလေးရှိရပေါ့ဒီမှာအမတို့က short sign ဆိုတာဟာခိုးရှိအခန်းကြီးနဲ့ရေးထားတယ်ဒီ day သိကျင်တဲ့ဟာဆိုရင်အမတို့ဒီမှာကြည့်လိုက်ရင်အများကြီးရှိရပေါ့နော်ဒီမှာဆိုရင်တော့ဘာပေါ်လာလဲဆိုတော့ဒီမှာ Excel ရဲ့ site တွေကိုညှိပေးတာတော့ပြီးရင်ဒီမှာ VBA ကို run တာတော့ပေါ့နော်အများကြီးလာတယ်အဲ့တော့အမကတခုလုံးကြည့်မယ်အခုအမရဲ့ worksheet မှာရှိနေတာက sheet 1ဆိုတဲ့နာမည်နဲ့ရှိနေမှာအဲ့တော့အမကအဲ့ဒါကိုနာမည်ကိုဘယ်လိုပြောင်းကျင်လဲဆိုတော့ name ဆိုတဲ့နာမည်ပြောင်းကျင်တယ်နော်အဲ့တော့အခုလက်ရှိဒီမှာအမက Excel worksheet တော့နာမရဲ့ကို Hanko ဆိုတဲ့ဟာအမယူလိုက်တယ်အဲ့တော့ဒီမှာ Excel instance ဆိုပြီးရှိရယ်ဒီမှာနာမည်ရှိရယ် worksheet တော့မဲကကြတော့အခုလက်ရှိက Excel က SHEET sheet 1ဆိုတဲ့နာမည်နဲ့ရှိနေတာအခုအမကနာမည်ဘယ်လိုပြောင်းကျင်လဲဆိုတော့ NAME name ဆိုတဲ့နာမည်ကိုပြောင်းကျင်တယ်ပေါ့နော်အဲ့ဒါဆိုရင်အမရဲ့ဟာက worksheet တို့မှာကဆိုရင်သူကနာမည်ဆိုတဲ့ဟာဖြစ်ကြမယ်ဟုတ်တယ်နော် okay အဲ့ဒါပြီးသွားရင်မှနောက်တစ်မျိုးဘာလို့ရှင်သေးလဲဆိုတော့ဆဲကွက်ကိုအယောင်တွေပါထည့်ချင်တာပေါ့နော်အဲ့ဒါဆိုရင်ဒီမှာရှိရယ် Excel တို့ worksheet တို့နော်ဆဲတို့နော် error ကို set တဲဆိုတဲ့ဟာပေါ့နော်ဒီကောင်ခေါ်လိုက်မယ်ပြီးရင်မတို့ကဒီမှာနာမည်ပေါ့နော်ပေးလို့ရတယ်အခုအမကထားခြင်းတဲ့ဟာကကြတော့ A1 ဆိုတဲ့ကောင်လေးကိုအမထားခြင်းတာသူကဒီမှာရေးထားတဲ့ဂျူးတစ်ခုချင်းစုနေကြတော့လေအမတို့ဒီကုတ်တွေပါရေးတဲ့ခါကျလို့ရှိရင်check လေးနဲ့နှိပ်ပြီးတော့ဘလောက်ဆိုပြီးနံပါတ်လေးတွေရေးတာမျိုးရှိရဲအမတော့နံပါတ်နဲ့မဟုတ်ဘူးနာမည်နဲ့ပဲရေးလိုက်တယ်အမက sky blue ဆိုတဲ့အရောင်ကာလာနဲ့ပေါ့နော်အမကလိုချင်တဲ့အတွက်ကြောင့်ဒီကောင်နှိပ်လိုက်တယ် okay ဒါအောင်နှိပ်လိုက်ရင်ဘယ်လိုထွက်လာမလဲမတို့တစ်ချက်ကြည့်မယ်နော်ဆိုတော့ဒါလေးကိုအမ delete လုပ်လိုက်မယ်နော်ဒါကိုမဟိုဆုံးလုပ်လိုက်မယ်တိမ့်တယ်ပေါ့နော် save တယ်ပေါ့ save တာကလည်းနည်းကြာတတ်တယ်ခဏလေးစောက်ပွင့်နော် okay ပါမတို့ run လိုက်မယ် okay ခု run နေနော် okay run လုပ်ပြီးသွားပြီဒီမှာ test လို့ဆိုပြီးထွက်လာတယ်မတို့ကြည့်လိုက်မယ်တွေ့လားမောင်ဆိုပြီးလည်းရေးထားတယ်ဆဲမှာလည်းဒီမှာဆိုလို့ရှိရင်လည်းနာမည်ပြောင်းထားတယ်name ဆိုတဲ့နာမည်အနေနဲ့ဒီမှာတော့ပြောင်းတယ်ပြီးပြီဆိုရင်ဒီမှာအပြရောင် sky blue ရောင်လေးလည်းဒီဆက်ဝက်မှာထည့်ပေးထားတယ်ပေါ့နော်ပြောချင်တာကအဲ့လိုမျိုး0အနေနဲ့အမတို့မလုပ်ဘဲနဲ့ဒီကနေပြီးတော့ရေးလိုက်ရုံနဲ့ပေါ့နော်သူတို့ကိုတော်တော်များများကိုခိုင်းလို့ရပါတယ်ဆိုတော့နောက်ရက်မှာတော့ဒီတခြားတစ်ခုအနေနဲ့ဆိုရင်တခြား Excel တွေကနေပြီးတော့ဒီဘက် Excel ထဲကိုဘယ်လိုမျိုး copy လုပ်ပြီးတော့ပေါ့နော်ယူမလဲရေးလဲပေါ့ပြီးပြီဆိုလို့ရှိရင်အဲ့ဒါလေးတွေကိုမတို့ဘယ်လိုနေရာမှာ apply လုပ်လို့ရမလဲပေါ့နော်တခြားဟာလေးတွေလည်းမတို့ဒီနောက်ရက်တွေမှာဆက်လာပါမယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်တွေမှာပြန်တွေ့ကြအောင်မယ်နော်မတို့နော်